Hello ဒီနေ့တော့အိမ်လာလည်မဲ့တငယ်ချင်းတယောက်ကပေါ့နော်အမဲသားဟင်းလေးချက်ကျွေးခိုင်းလို့ချက်ကျွေးဖြစ်တာလေးပါရှင်အရင်ဦးဆုံးအမဲသားကိုစားစနွင်းအချိုမုတ်အယောင်တင်မှုတ်ရယ်ပြီးတော့အသားနုဖို့အတွက်တမယာသီးလေးညှစ်ထည့်တယ်ပေါ့နော်နောက်ဆုံးမှာတော့မဆလာလေးထည့်ပါတယ်အနှစ်များများနဲ့စားခြင်းလို့ချက်သွန်ကြီးကြော်လေးပါထည့်ပြီးတော့နေပါမယ်အချိန်သိမ့်မရလို့နာရီဝက်လောက်ပဲနှက်လိုက်ရတယ်ပေါ့နော်ကြာကြာနှက်ရင်တော့ပိုကောင်းပါတယ်ပြီးရင်တော့စီထဲကိုဒီတစ်ကြပိုးခေါက်တို့နနက်ပွင့်တို့ထည့်တယ်ချက်သွန်ပြူနေချင်းကြိတ်ထားတာထည့်တယ်စနွင်းမုတ်လေးထည့်တယ်မဆလာလေးထည့်ပြီးတော့စီတက်ပါမယ်ဟင်းအယောင်လေးလာဖို့အတွက်အယောင်တင်မှုတ်လေးလည်းထည့်ပါတယ်အယောင်လေးတွေရဲလာတဲ့အထိစီသေချာတက်ပေးမယ်ပေါ့နော်ဒီလိုနေသားရောက်လာပြီဆိုရင်တော့ခုနနှက်ထားတဲ့အမဲသားလေးတွေထည့်လိုက်ပါတယ်ရေကိုချက်ချင်းတမ်းမထည့်သေးပဲနဲ့ဒီအမဲသားကနေထွက်လာတဲ့ရေလေးခမ်းပြီးတော့စီပြန်လာတဲ့အထိလုံးပေးမယ်ပေါ့နော်ဒီလိုနေသားလေးရလာပြီဆိုရင်တော့ရေထည့်ပါမယ်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့နောက်2ရေ3ရေလောက်ထိထပ်တည်ထားမယ်ပေါ့နော်လင်းမာလေး pressure cooker မရှိတဲ့အတွက်ကြောင့်မို့လို့အကြာကြီးချက်ရတယ်ပေါ့နော်အသားလေးတွေနူးစားပြုတ်လာပြီဆိုရင်တော့အရသာကိုလိုတလိုထပ်ဖြည့်နိုင်တယ်ပေါ့နော်ကဲခုဆိုရင်တော့ဒီအနှစ်များများနဲ့မဲသားဟင်းလေးတစ်ခွက်ရပြီပေါ့နော်ဆုံးဖြတ်ကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်